စစ်တပ်ရဲ့အာဏာတင်းတဲ့နောက်ကွယ်မှာဘာဒီရှိနိုင်တယ်လေပေါ့နော်စစ်တပ်ဘက်ကအာဏာတင်းတဲ့နောက်ကွယ်မှာတို့ဘာဒီလောက်ချင်လို့အဲ့လိုမျိုးအာဏာတင်းတာလေဆိုတဲ့ဟာလေးဒေါက်တာဆာရဲ့တုံးသက်ချက်လေးကိုအရင်ဆုံးပြောပြလို့ရမှာဟုတ်ကဲ့ပထမဆုံးကတော့ကျွန်တော်တို့ဒီအာဏာသိမ်းမှုဖြစ်ပေါ်လာဖို့ကတကယ်တော့ဆိုရင်ဒီမိအောင်လိုက်ပေါ့နော်သူကဒီအနာယူတော့မယ်ဆိုတော့ပယ်ဆယူတော့မယ်ဆိုတော့အာဏာကိုသူတို့ကမဆွလွန်ချဘူးကျွန်တော်ထင်တယ်ဒီຫນွေဘာလာ CNA အထိသူတို့ဒီလိုပေါ့ပြည်သူလူထုကိုတွေးခွဲပြီးတော့ဒီတိုင်းသားပါတီတချို့ရဲ့ဒီလိုပါတီတေးတချို့ကိုသူတို့ကဆွေးနွေးပြီးသားလဲရှိတယ်အဲ့လိုနဲ့ဆွေးနွေးပြီးတော့သူတို့ကသူတို့ရဲ့စစ်တပ်ကဖွဲ့ထားတဲ့ဒီဂျာခိုင်ပါတီတွေပေါ့နော်သူတို့ ਨੇ ဆွေးနွေးပြီးတော့အဲ့လိုနဲ့သူတို့အစိုးရဖွဲ့နိုင်မယ်လို့ထင်တယ်အဲ့လိုသူတို့ယူကြည်လာခဲ့တယ်ပြီးတော့အဲ့လိုနဲ့ဒီမြောက်လိုက်ကသူဆက်လက်ပြီးတော့တမဒအဖြစ်နဲ့ရတည်မယ်သူကကာချုပ်ကိုတယောက်ကိုပေးမယ်အဲ့လိုနဲ့သူတို့တေချာတွဲထားတာဖြစ်နေဒါပေမဲ့လည်းအဲ့လိုနဲ့မဘာတာကိုအတူပြုလိုက်အဲ့လိုနဲ့သူတို့ proxy party တွေဖြစ်နေဒီကြားခိုင်ပါအခုပြုပြီးတော့သူတို့ဟာအစွဲကိုအဲ့လိုကြိုးစားခဲ့တယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံပြည်သူလူထုကလောကဆီယနာစီအောက်မှာမနေချင်တော့ဘူးဒါကတော့ပြတ်တပဲသူတို့ပြောပြီးဆိုတော့ຫນွေဘာလာ CNA ရွေးကောက်ပွဲဖြစ်လာတဲ့အခါကျတော့မြန်မာပြည်သူလူထုကလောကသူတို့ကိုမကြိုက်တော့ဘူးဆိုတာကိုပြလိုက်တဲ့အခါမှာနံပါတ်1သူတို့ကမခံမရနိုင်ဖြစ်သွားတယ်နံပါတ်2သူတို့မှာလောကဒီနီးဗျူဟာမရှိတော့ဘူးဖြစ်သွားတယ်သူတို့မှာ plan A ကအခုနောက်လို့ပေါ့မြေအောင်ဒီနော်ဒီကာချိုးပေးမယ်အဲ့လိုနဲ့သူကစီအာနာစီလိုနဲ့အမေအတရတည်နေမယ်ဆိုပြီးတော့သူတွဲထားတာကသူတို့တွဲထားတယ်လို့မဖြစ်တဲ့အခါကျတော့ဒီ2008မဟုတ်ဒီຫນွေဘာလာ CNA ကနေစတော့အဲ့လိုနဲ့သူတို့ကအာနာသိမ်းမှုကိုဖြစ်ဖြစ်ကြိုးစားလာခဲ့ကိုတွေ့ရတယ်အဲ့လိုနဲ့သူတို့ကအာနာသိမ်းမှုကိုလက်အခါမှာအခုလိုပေါ့ဒီမတမာမှုဆိုပြီးတော့စေတာခွဲလာစီမဖြစ်ရပါတယ်အဲ့လိုမတမာမှုဖြစ်တယ်ဆိုပြီးတော့ဒါအထောက်ထားလည်းမရှိဘူးဒါဘာတခုမှလည်း evidence မရှိဘူး proof မရှိဘူးဆရာတို့လည်းသိတဲ့အတိုင်းပဲဒီဘုံမှုတွေဘူချုပ်တွေဒီစီတစခါနေရက်စခါနေကသူတို့ ਨੇ ဘာမှဒီရွေးကောက်ပွဲနဲ့မဆိုင်ဘူးလေသူတို့ကရွေးကောက်ပွဲမဲယူရဲ့အရာရှိတွေလည်းမဟုတ်တယ်လို့သူတို့မှ list လည်းမရှိပါဘူးဆိုတော့သူတို့တစကားနေပြီးတော့ list ကိုထုတ်နေဆိုတာကဘာကယုံမလားကဘာကအဲ့လိုမဟုတ်တော့ပါဘူးเนาะအဲ့လိုသူတို့အလေခါလောက်အောင်ကိုကဘာကအစ်စ်မဟုတ်ပါဘူးဆိုတော့သူတို့ကအဲ့လိုနဲ့ဒါကိုသူတို့စီဘုံချုပ်ဒီကနေပြီးတော့စီကိုတဲ့အဲ့ဒီစီထုတ်တာကတော့မခက်ဘူးလေကျွန်တော်လည်းထုတ်နိုင်တယ်ခင်ဗျားလည်းထုတ်နိုင်တယ်ဒီနေ့တောင်မှအဲ့ဒီမဲစီမတမာမှုเนาะနှစ်သားရှိပါတယ်သုံးသားရှိပါတယ်ဆိုပြီးတော့ကျွန်တော်လည်းပြောလို့ရတယ်လေဒါကတော့မကဲဘူးဒါပေမဲ့ဒါကိုသူတို့ကနျူကလ িয়ার ဘုံလက်နဲ့လို့အသုံးပြုပြီးတော့သူတို့ထုတ်လုပ်တဲ့စည်းကိုသူတို့ကပဲလက်နဲ့လို့အသုံးပြုပြီးတော့ပြည်သူလူထုကိုပြန်ချတာတော့ဘယ်တော့အခါမှပြည်သူလူထုကဒါကိုဘယ်တော့အခါမှလက်ခံမှလည်းမဟုတ်သလိုဘယ်တော့အခါမှနောက်ဆုံးပြမှာမဟုတ်ဘူးလို့ထင်ပါတယ်အဓိကပြောရရင်တော့သူတို့ကအာဏာဆက်လက်တည်ဆဲဖို့ပေါ့သူတို့အာဏာဆက်လက်ပြီးတော့ဆီအာဏာရှိနိုင်ဖို့ကိုသူတို့ကအဲ့လိုနဲ့တရားမဝင်အစိုးရကိုခုလည်းဖွင့်နေတာပဲလေတရားမဝင်အစိုးရเนาะတရားမဝင်ဆီအာဏာသိအစိုးရဖြစ်တဲ့အတွက်ကြောင့်ဖေဖော်ဝါရီလတရက်နေ့ကနေပြီးတော့ဒီနေ့ဖေဖော်ဝါရီလ20ရက်29เนาะဒီနေ့ကျွန်တော်တို့မတ်လတရက်နေ့အထိသူတို့လုပ်တဲ့ဥစ္စာတွေအားလုံးဟာတရားမဝင်ဖြစ်နေသူတို့ကအခုဆိုဥမာဒီဘာလဲရွေးကောက်ပွဲကော်မတီကိုအတိဖွဲ့လိုက်တယ်ဒီရွေးကောက်ပွဲကော်မတီအတိသူတို့ဖွဲ့လိုက်တာဟာလဲတရားမဝင်တော့ရွေးကောက်ပွဲကော်မတီတဲ့အတွက်ကြောင့်ဘယ်သူမှလည်းလက်ခံမှာမဟုတ်တယ်လို့ဘယ်သူမှလည်းထောက်ခံမှာမဟုတ်ပါဘူးသူတို့လုံးသမျှအားလုံးဒီတရားမဝင်ဖြစ်တယ်ဆိုတာကိုရှင်းပြည်သူလူထုတော်လည်းကောင်းပြည်သူလူထုအားလုံးကနားလည်သိပြီ